အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျှဝေပေးမယ့်လက္ခဏာဘုဒ္ဓတာလေးကတော့ဘလောက်ပဲဆင်းရဲနေပါစေတနေ့အလွန်ချမ်းသာပြီးတော့ထိတ်ဆုံးကိုရောက်စေမဲ့လက္ခဏာအကြောင်းလေးပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါပုံမှန်ပြထားသလိုမျိုးဥကောင်းလန်းကြောင်းလို့ခေါ်တဲ့ညာလန်းကြောင်းရဲ့အဆုံးမှာအလံပုံစံလက္ခဏာလေးပါနေမယ်ဆိုရင်ဘဝကိုအစင်မြင့်သောအောင်မြင်သောချမ်းသာသောအဆင့်တစ်ခုကိုရရှိစေနိုင်ပါလိမ့်မယ်ဉာဏ်ကောင်းတာမျိုးထက်မြက်တာမျိုးတွေကြုံရပါလိမ့်မယ်ဉာဏ်အတွေးအခေါ်ကိုအသုံးချနိုင်တာမျိုးတွေကြုံရပါလိမ့်မယ်ကံကိုပြောင်းလဲနိုင်တာမျိုးဆင်းရဲနေသောကံအစင်မပြေဖြစ်နေသောကံကိုချမ်းသာကြွယ်ဝပြည့်စုံစေသောကံဖြစ်ပြောင်းလဲနိုင်တာမျိုးတွေပြုလုပ်နိုင်ပါလိမ့်မယ်အလောက်ကိုင်းနယ်ပယ်မှာထိတ်ဆုံးကိုရောက်စေတာမျိုးတွေသူများတွေအတူယူရလောက်အောင်ချမ်းသာကြွယ်ဝစေတာမျိုးတွေကြုံရပါလိမ့်မယ်မိဘကိုထောက်ပံ့နိုင်တာကျေးဇူးတည်တတ်တာမျိုးတွေပြုလုပ်နိုင်ပါလိမ့်မယ်ဘဝကဘလောက်ပဲဆင်းရဲနေပါစေနောက်ဆုံးမှချမ်းသာကြွယ်ဝစေမဲ့သူတွေဖြစ်ပါတယ်လောကဓာတ်ကိုကြံ့ကြံ့ခံနိုင်ခြင်းတွေကြရှုံးခြင်းတွေကိုငွေကြေးဒနာအဖြစ်ပြောင်းလဲနိုင်တာမျိုးတွေပြုလုပ်နိုင်ပါလိမ့်မယ်စွန့်စားပါရဲခြင်းပါစွန့်စားခြင်းကနေချမ်းသာခြင်းကိုရရှိစေပါလိမ့်မယ်နောက်တစ်ခုကတော့စနေလက်ချောင်းလို့ခေါ်တဲ့လက်ခလဲလက်ချောင်းအကြောင်းဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ချောင်းလေးတွေကိုကြည့်လိုက်ပါစနေလက်ချောင်းလို့ခေါ်တဲ့လက်ခလဲလက်ချောင်းဟာလက်သကြွယ်ဘက်ကိုအခုလိုမျိုးတီးတာစွာရိုင်းနေမယ်ဆိုရင်ရိုင်းနေသလောက်မိသားစုအရေးကိုအစအစရရပို့ပြီးဥဆောင်ပြီးတော့လောက်ကင်ပေးရတတ်ပါတယ်မိသားစုအရေးကိုဥဆောင်ပြီးလောက်ကင်ပေးရလွန်းတဲ့အတွက်လူရောစိတ်ရောပင်ပန်းရတတ်ပါတယ်မိန်းကလေးတွေအတွက်ကတော့အားကိုးရလောက်တဲ့ယောက်ျားကိုရဖို့ခက်ခဲတတ်ပါတယ်နောက်တစ်ခုကတော့ရွှေဘုံငွေဘုံပေါ်မှာစံစားရမယ့်လက္ခဏာရွှေလေရွှေမြေဖြစ်မဲ့လက္ခဏာပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ပေါ်ကလေပုံလေးကိုကြည့်လိုက်ပါပုံမှန်ပြထားသလိုမျိုးလက်ဝါးပြင်မှာလေပုံစံလေးတေးနဲ့ထင်ရှားစွာပါနေမယ်ဆိုရင်အကျိုးပေးအလွန်ကြီးမားတဲ့လက္ခဏာလေးဖြစ်ပါတယ်တာမန်ဘဝထက်အထက်တန်းဆန်တဲ့အစင်းမြင့်တဲ့ဘဝကိုပိုင်ဆိုင်ရစေပါလိမ့်မယ်ပင်လယ်ရချခီးတွေအကျိုးပေးပါတယ်မိမိကြောင့်မိသားစုဝင်တွေချမ်းသာစေနိုင်တယ်လို့ပတ်ဝန်းကျင်ကိုလည်းအကူအညီဖြစ်စေပါလိမ့်မယ်အိမ်ချမ်းမြေတွေတစ်ခုထက်မကပိုင်ဆိုင်ရပါလိမ့်မယ်လုပ်ငန်းတွေကိုဦးဆောင်နိုင်တာမျိုးတွေကြုံရပါလိမ့်မယ်ရွှေဘုံငွေဘုံရွှေနန်းငွေနန်းစံမြန်းနိုင်ပါလိမ့်မယ်လက်လာပါတွေငွေကြေးတွေစုလိုက်ပြုံလိုက်ဝင်လာခြင်းတွေကြုံရပါလိမ့်မယ်ရတနာမိုးရွာချသလိုနေခြင်းညခြင်းချမ်းသာကြွယ်ဝစေပါလိမ့်မယ်တာမန်လူတွေတက်ဘုံကံရှိတဲ့သူတွေအဖြစ်နဲ့ကြုံရပါလိမ့်မယ်ရွှေလေးရွှေမြေအဖြစ်နဲ့ကံကောင်းခြင်းတွေယူဆောင်လာပေးပါလိမ့်မယ်နောက်တစ်ခုကတော့ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါသူ့ရဲ့အနီရောင်များပြထားတဲ့နေရာမှာကံလန်းကြောင်းဟာတန့်ရှင်းကောင်းမွန်ပြီးတော့နှလုံးလန်းကြောင်းအထက်စနေကျူခုံမှာအဆုံးသက်ပြီးတော့ဉာဏ်လန်းကြောင်းပေါ်မှာလည်းတွေးကံဖြစ်ပေါ်နေပါတယ်ဒါကြောင့်လက္ခဏာရှင်ဟာကြီးမားတဲ့အောင်မြင်မှုရရှိတတ်ပါတယ်ကံလန်းကြောင်းဟာနှလုံးလန်းကြောင်းအထက်စနေကျူခုံနေရာမှာအဆုံးသက်ထားတာကတော့အိမ်တော်ကြပြီးတော့အချစ်ရေးအိမ်တော်ရေးအစဉ်ပြေပြီးတော့စီးပွားရေးတိုးတက်အောင်မြင်မှုရရှိတတ်ပါတယ်အိမ်တော်ဘက်အပေါ်မှာဩဇာညောင်းပြီးတော့ကိုလှုပ်ချင်တဲ့အလုပ်ကိုလွတ်လပ်စွာလုပ်ပိုင်ခွင့်ရမယ်အဝါရောင်များပြထားတဲ့နေရာကံလန်းကနေထွက်လာတဲ့လမ်းကြောင်းဟာဉာဏ်လန်းကြောင်းနဲ့ပေါင်းပြီးတော့မဟာတွေးကံဖြစ်နေတာကလည်းကြီးမားတဲ့အောင်မြင်မှုကိုရရှိစေဖို့ကံကောင်းခြင်းအထောက်ပံ့တွေကိုရစေပါတယ်ကံလန်းကြောင်းဟာသူ့တစ်ကြောင်းတည်းသာပါနေရင်ကံကြမ္မာရဲ့သားကောင်ဖြစ်ပြီးကံစီမံရာကိုသာဘဝမှာရှင်သန်ရတတ်ပါတယ်ဘဝဟာတိတ်ဆိတ်၆ခန်းတတ်ပါတယ်ကံလန်းကြောင်းဟာအခုလိုမျိုးတခြားသောကောင်းမွန်တဲ့အမတ်သားတွေပါနေမှသာလျှင်ကံကောင်းခြင်းတွေအောင်မြင်ခြင်းတွေအကျွေးရန်ပေါ်များခြင်းတွေကိုရရှိခံစားရပါလိမ့်မယ်နောက်တစ်ခုကတော့ဉာဏ်လန်းကြောင်းနှစ်ထပ်ပါရှိခြင်းနဲ့အသက်လန်းကြောင်းနှစ်ကြောင်းပါရှိခြင်းပဲဖြစ်ပါတယ်အသက်လန်းကြောင်းနှစ်ကြောင်းဆိုတာကပင်မအသက်လန်းကြောင်းရဲ့အယံအသက်လန်းကြောင်းရဲ့ပါရှိခြင်းဖြစ်ပါတယ်အခုပြထားတဲ့ပုံမှာဉာဏ်လန်းကြောင်းနှစ်ထပ်နဲ့အယံအသက်လန်းကြောင်းပါဝင်မှုဟာလက္ခဏာပညာအရအလွန်ထူးခြားပြီးတော့အားကောင်းတဲ့အဓိပ္ပာယ်ရှိပါတယ်နံပါတ်1ချက်ဉာဏ်လန်းကြောင်းနှစ်ထပ်ပုံမှာကြည့်မယ်ဆိုရင်ဉာဏ်လန်းကြောင်းကတစ်ကြောင်းတည်းမဟုတ်ပဲနှစ်ကြောင်းရှင်တယ်လို့ဖြစ်နေတာကိုတွေ့ရပါတယ်ဒါဟာလူတစ်သောင်းမှာတစ်ယောက်လောက်ပဲပါတတ်တဲ့ရှားပါတဲ့လက္ခဏာပါသူတို့မှာဉာဏ်ရည်နှမျိုးရှိနေတတ်ပါတယ်လက်တွေ့ကြကြစဉ်းစားနိုင်စွမ်းရှိသလိုတစ်ဖက်မှာလည်းနက်နဲတဲ့အတွေးခေါ်သို့မဟုတ်အမှုပညာစံတဲ့အမြင်မျိုးရှိတတ်ကြပါတယ်ဉာဏ်လွန်ထက်မြက်တဲ့သူတွေမှာတွေ့ရတတ်ပါတယ်သူတို့ဟာအလုံးနှစ်ခုကိုတပြိုင်တည်းလှုပ်ဆောင်နိုင်စွမ်းရှိခြင်းသို့မဟုတ်ဘာသာစကားအတတ်ပညာရပ်တွေကိုအလွယ်တကူသင်ယူတက်မြောက်နိုင်စွမ်းရှိခြင်းတွေရှိတတ်ပါတယ်နောက်ပြီးအခက်အခဲတွေကြုံလာရင်လည်းသူတို့ဟာစိတ်သက်ကြမသွားဘဲနဲ့ဉာဏ်နဲ့လွတ်ထွက်အောင်ကြံဆောင်နိုင်တဲ့အစွမ်းရှိပါတယ်နံပါတ်2ချက်အယံသက်လန်းကြောင်းအသက်လမ်းကြောင်းရဲ့အတွင်းဘက်လက်မဘက်ချမ်းမှာပြိုင်တူပါလာတဲ့လမ်းကြောင်းလေးကိုနတ်ဆောက်လမ်းကြောင်းသို့မဟုတ်အင်္ဂါလမ်းကြောင်းလို့လည်းခေါ်ပါတယ်ဒီလမ်းကြောင်းဟာအသက်လမ်းကြောင်းကိုဝန်းရံပေးထားတဲ့အတွက်ကြောင့်ကိုခံအားအလွန်ကောင်းပါတယ်ဖြားနာခဲ့ရင်လည်းမြန်မြန်ပြန်နာလန်ထူနိုင်စွမ်းရှိပါတယ်
နောက်ပြီးအကာအကွယ်လည်းရရှိတတ်ပါတယ်ဘဝမှာဘေးအန္တရာယ်တစ်ခုခုကြုံလာရရင်အမြဲတမ်းကံကောင်းထောက်မစွာနဲ့လွတ်မြောက်တတ်ပါတယ်မြင်ရတဲ့လူသို့မဟုတ်မမြင်ရတဲ့စောက်ရှောက်မှုနှက်ကောင်နှက်မြတ်တွေရဲ့အကူအညီကိုရရှိတတ်သူတွေဖြစ်ပါတယ်နောက်ပြီးသူတို့ဟာဘလောက်ပဲပင်ပန်းနေပါစေနောက်မဆုတ်တန်းကြိုးစားနိုင်တဲ့စွမ်းအင်အပြည့်ရှိပါတယ်ဇွဲလုံးလာဝိရိယအလွန်ကောင်းတဲ့သူတွေဖြစ်ပါတယ်အားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင်ဒီလက္ခဏာနှစ်ခုစလုံးပါနေတဲ့အတွက်ဉာဏ်လန်းနှစ်ထက်ကထက်မြက်တဲ့အုံနောက်ကိုပေးသလိုအရန်အသက်လန်းကခိုင်မာတဲ့ကိုယ်ခန္ဓာနဲ့ကံဆောက်မှုကိုပေးပါတယ်ဒါကြောင့်ဒီလက်ပိုင်ရှင်ဟာဘဝမှာအခက်အခဲတွေကိုဉာဏ်နဲ့ရောဇွဲနဲ့ပါကြော်ဖြတ်နိုင်ပြီးတော့ဘဝနောင်ပိုင်းမှာအလွန်တည်ငြိမ်အေးချမ်းတဲ့အနေအထားကိုရောက်ရှိပါလိမ့်မယ်အထူးသဖြင့်မိသားစုသို့မဟုတ်ကာကွယ်မဲ့သူတွေရဲ့အထောက်ပံ့ကိုလည်းအခိုင်အမာရရှိတတ်တဲ့လက်မျိုးဖြစ်ပါတယ်နောက်ပြီးသူရဲ့ဗုဒ္ဓဟူဂျိုကုံစီကိုတက်နေတဲ့လမ်းကြောင်းခွဲလေးနဲ့ပါပေါင်းလိုက်မယ်ဆိုရင်တော့ဒီထက်မြက်တဲ့ဉာဏ်ကိုအသုံးချပြီးအတတ်ပညာတစ်ခုခုနဲ့သူဟာနာမည်ကျော်ကြားအောင်မြင်မဲ့လက္ခဏာပိုင်ရှင်တယောက်ပဲဖြစ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုကတော့လိန်ယောဂကူးစက်တတ်သူသို့မဟုတ်အိမ်တော်ရေးဖောက်ပြန်ပြီးတော့မစိတ်ကြီးတဲ့လက္ခဏာမျိုးစားပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါလက်ဝါးပြင်မှာတင်းနှင်းလာဂျူခုံကနေတောက်ကြဂျူခုံအထိကန့်လန့်ဖြတ်သွားတဲ့လမ်းကြောင်းရှိနေမယ်ဆိုရင်ဒီလမ်းကြောင်းဟာတောက်ကြဖြစ်တဲ့အတွက်ကြောင့်ကာမအလားပအပျော်ပါနဲ့တင်းနှင်းလာကစိတ်ကူးရင်မှုစိတ်လှုပ်ရှားမှုကိုတိုက်ရိုက်ဆက်သွယ်ထားပါတယ်ဒါကြောင့်မိမိနှစ်သက်တဲ့အရာတစ်ခုခုဥပမာအစားအသောက်အပျော်ပါဒါမှမဟုတ်အလေးကျင့်တစ်ခုခုကိုဆိုရင်ထိမ့်မနိုင်သိမ့်မရဆွဲလန်းတက်ခြင်းရှိပါတယ်တာမန်ထက်ပိုတဲ့အာယုံခံစားမှုကိုရှာဖွေတက်လို့ဘဝမှာပျော်ရွှင်မှုနောက်ကိုပဲအလွန်ကျွံလိုက်မိသွားနိုင်တာကိုသတိပြုရပါမယ်ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့အရာတွေဥပမာမူရည်စေဝါအရက်စလိတ်ကိုအလွန်ကျွံဆွဲလန်းလွန်အားကောင်းပါတယ်အသေးနဲ့ကြောက်ကပ်ကိုဝန်ပြီးစီမဲ့အလေးကျင့်တွေကိုအထူးရှောင်ရပါမယ်စေးမတဲ့တာဒါမှမဟုတ်အစားအသောက်အစိတ်သင့်တာမျိုးတွေဖြစ်လွယ်တတ်ပါတယ်လိန်ကနေတဆင့်ကူးဆက်တဲ့ယောဂတွေရတတ်ပါတယ်ဒါကလည်းအသက်လန်းကျန်းမာရေးလန်းဂျိုးခုံစားတဲ့တခြားသောအမတ်သားတွေမကောင်းမှပဲဖြစ်တတ်တာပါသူတို့ဟာဘဝမှာစိတ်မတည်ငြိမ်မှုတွေများတတ်ပါတယ်ဘဝမှာတဏှာထဲတသမတ်ထဲနေရတာကိုညှင်းဝေးတတ်ပါတယ်အများတန်းစိတ်လှုပ်ရှားမှုအသစ်တွေကိုရှာဖွေနေတတ်လို့ဘဝအခြေချမှုမှာခိုင်မာဖို့ခက်ခဲတတ်တာကိုတွေ့ရပါတယ်အိမ်တော်ရေးဒါမှမဟုတ်လုပ်ငန်းခွင်မှာအပြောင်းလဲအလွန်များတတ်ပါတယ်အိမ်တော်ဆက်များမယ်သွားလိရနိုင်ငံတွေမြို့တွေမှာအိမ်တော်ကြတတ်ပါတယ်ဥမာအဖြစ်နိုင်ငံခြားရောက်ပြီးမကြဘူးနောက်မိမယူနောက်ယောက်ျားယူသွားပြီးတော့ဖောက်ပြန်တဲ့သူတွေဖြစ်ပါတယ်ရေလန်းခီးသွားတဲ့သင်္ဘောသားတွေနိုင်ငံရဲ့ခြားဒေသအသီးသီးသွားလာနေထိုင်သူတွေမှာဒီလမ်းကြောင်းပါပါတယ်ဒါကြောင့်ခီးသွားလမ်းလို့လည်းခေါ်ကြပါတယ်ဒီလမ်းကြောင်းရှိနေရင်အလွန်ထက်မြက်ပြီးတော့စိတ်ကူးစိတ်တန်အားကောင်းသူဖြစ်ပေမဲ့မိမိကိုယ်ကိုထိတ်ချုပ်နိုင်စွမ်းအားနည်းရင်ဘဝမှာအမားကြီးမားသွားနိုင်ပါတယ်ဒါကြောင့်စိတ်ကူးစိတ်တန်ကောင်းတွေကိုအနုပညာဖန်တီးမှုဒါမှမဟုတ်ထူးခြားတဲ့ပညာရပ်တွေမှာအသုံးချလိုက်ပါအပျော်ပါးနဲ့အာယုံခံစားမှုလိန်ကာမမူရစ်စေးနောက်ကိုပဲလိုက်နေရင်တော့ကျမ်းမာရေးနဲ့ဘဝအခြေအနေဟာဆုတ်ယုတ်သွားနိုင်ပါတယ်။နောက်ပြီးဒီလမ်းကြောင်းဟာဥကောင်းလမ်းကြောင်းနဲ့ဘယ်လိုဆက်နေတယ်လဲဆိုတာကပိုရေးကြီးပါတယ်။ဥကောင်းလမ်းကြောင်းကခိုင်မာဖြောက်တန်းနေမယ်ဆိုရင်တော့ဒီအစွန်းရောက်မှုကိုထိန်းချုပ်နိုင်ပါလိမ့်မယ်